ဘာလို့လဲသွားတို့ကြည့်နေလားမသိဘူးဘာလို့ ကျင်းလား ဘာလို့ကြည့်ဟာတူးကြည့်တော့ခရဘုံဆိုင်ရတဲ့ပြလိုက် အားကောင်းတယ်ဒီမှာမဲတော့မင်းနေနော်သူကမန်း20နဲ့ရောင်းလိုက်ရောင်းလိုက်ခေါင်းရင်လည်းအောင်ဖို့မလွယ်ဘူး ဟဲ့ဘာလို့လဲတို့ကြည့်ဟဲ့ဟုတ်လား ပါလေ ဟဲ့ဘာတော့ကြမယ်တို့ရေးစီ ဟုတ်တာမြေသားမုံလေ ဒါမြေတော့ဘာလို့လုပ်တယ်လဲဘာလို့ ကျင်းလား ဘာလို့ကြည့်ဟုတ်တယ်ဟဲ့ ဟဲ့ဟဲ့ ဘလို့ဖြစ်နေရတော့ ဘာလို့ကြောက်ဒါပါတို့ကြည့်နေကြောက် ဟာငါတို့ကြောက် ဟိုလောကမှာဒီမဲ့ဒါကျွန်တော်တို့ရဲ့ကြောက် ဟဲ့ ဟုတ်ပြီကြည့်ပေးမယ်ပေးကြည့်ပေးမယ်ခဏလေး လောကမှာကြည့်ကြည့်လား ပြီး ဒါ တော့ ဆေးပြီးသားရော အကိုတို့ကျင်းမှာဆိုရေမစိစစ်စစ်ဖြစ်နေ ဘာလဲဒါကျွန်တော်ကြည့်လို့လာတူနေရလေကျွန်တော်ကြည့်လို့လာတူ လဲဆိုမဲ့ကြောက်ကရေမစိဖြစ်နေပါလေ အဲ့ဆိုခင်ဗျာဘာလို့လဲသွားတို့ကြည့်နေလားမသိဘူး ဟဲ့ ညခါလေး နောက်ဆိုလဲဘလုံးမလား ဟာတူးကြည့်တော့ခင်ဗျာဘုံဆိုင်ရတဲ့ပြလိုက်ပါ နားလည်းဥရထားပေးဦးဘယ်တော့မှလည်း ဦးလေးဦးလေး ဟဲ့ ခဏခဏကြောက်ကြည့်လို့ရလား ရှာကြည့်လို့ရတယ်ဒါမဟုတ်တော့ဘောဒီမဒါအမှန်ကန်တော့ဦးလေးကစေးထားပြီးသားကြောင့် ဟုတ်တယ်သူတို့ကဦးလေးကိုအထင်လွဲသွားတာနော်ဦးလေးအရန်စိတ်ထဲမထားနဲ့ အဲ့အမှန်ကန်ဆေးပြီးသားလက်ဆက်ဆက်ပဲ သူကဖြင်လိုက်နဲ့လာနေတော့ဖြစ်လားတော်တော်လေးလာတယ်ပြီးလို့ရှိရင်အနာလိမ်ပါတော့အရေကဖြင်လိုက်နဲ့လာနေအောင်ကြောက်လေးပဲကြည့်လိုက်နော်တော်တော်လေးလာတော့စိမ့်ဟွာကြီးလေးနဲ့လာတော့သူ့ရဲ့မန်းအားကောင်းတယ်ဒီမှာမဲတော့မင်းနေနော်သူကမန်းမဲကနေလာတဲ့မန်းကြီးစားဟုတ်ပြီနော်သူ့ရဲ့ကြောက်ကတော့လက်ကတော့ညီမဒီလက်3000ခါလောက်နဲ့ဖြင်လိုက်နဲ့သွားနေနော်အရေဖြင်လိုက်ရဲ့ခါမှာဟုတ်တယ်ဒီကြောက်နေရဘလာရောက်မှလည်းကြောက်ကအ ရေးကြောင့်ဖြစ်တဲ့အတွက်ကျွန်တော်စိတ်ပိုင်းလုံးမှန်တာ စီကြီးပိုင်းမကြိုက်ဘူးလေ30လောက်ပဲကြိုက်တယ်ရောက်မလား ရမရောက်မရောက် ဒီကတော့ဖြင်နေတော့လာနေဟုတ်တယ်20ပေးမယ်ရောက်မလားတေချာစဉ်းစားလိုက်20နော်20ပေးမှဟုတ်တယ်နော်လေ ကြောက်တလုံးဆိုတာရဖို့မလွယ်ဘူး နားလေတယ်တိတယ်ဒါပေမဲ့ခေါင်းရင်လည်းအောင်ဖို့မလွယ်ဘူးနော်ချုံလိုက်ရင်တော့အလကားလန်းခင်းရမှာမို့လို့ကြောက်က20နဲ့ရောင်းပေးလိုက် ဘောဒီမတို့ဒီမြေသားပုံတက်လာတာရေမဆေးရောဆေးပြီးသားရောဝယ်ဖို့တက်လာမို့လား ဟုတ်တယ် အခုကဆေးပြီးသားအမှန်ကန်ရောင်းပေးတာ ဟုတ်တယ်အကြောင်းမို့ဒီရဲ့ကြောက်ရင်20နဲ့ရောင်းပေးလိုက်ရောင်းပေးအခုချက်ချင်းလက်ငင်းချေပေးမှာဟုတ်တယ်နော် 30အနေတော့ပဲ30 20နဲ့ပဲဦးလေးရောင်းပေးလိုက် 30 ဆောင်းလိုက်ပါလောက်ပါ ပွဲကထည့်ပြလိုက် အဲ့ရပွဲခါမြင်နေတော့ကိုပိုင်ကြောက်ဘလို့လို့ပွဲခါယူမှာတော့ရောင်းလိုက်နောက်ထပ်အလုံးကြီးကြီးဆိုရင်တော့ဈေးကောင်းကောင်းပေးမယ် မဆိုင်ဘူးဟိုကတကယ်ချင်းတွေရှိသေးတယ် ဟာလာလုံးကြီးကြီးတာရှာခဲ့နော်100လောက်တော့ပေးနိုင်တယ်ကွာလုံးကြီးဆိုဟုတ်လား အောင်ပါသေးနော်ဒီကမကကြောက်ကောင်းတွေပြပေးမယ်လောပန်း ဟုတ်ပြီဒီကြောက်လေးအောက်ရင်တော့မှလက်ကြီးပေးမယ်နော် လာကြီးတော့မမင်းနေဘူး ဟုတ်ပြီโอเค အောင်ပါသေးနော် โอเค ဟာ ကဲကိုမမတို့ဒီအကြောက်လေးကိုညီမ20လေးနဲ့ရပြီနော်အကြိုက်တွေ့ရတဲ့အမြန်ဆုံးညီမမစင်ကြမှာယူနော်ဒီအကြောက်လေးကိုညီမတို့အရေးဆွဲပြအချက်လိုက်ခေါင်းပါနော်ဒီကြောက်လေးကို